ဘဝဆိုတာချောမွေ့တဲ့လမ်းမဟုတ်ဘူးတောင်တက်တယ်လို့ပဲတခါတလေလမ်းကြောင်းတွေချော်ကျနိုင်တယ်မောပန်းနိုင်တယ်ဒါပေမဲ့နောက်ဆုံးမှာထိတ်ဆုံးရောက်တဲ့အခါကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုတောင်ကျေးဇူးတင်မိမယ်ဒီလိုအခက်အခဲတွေကြားကမင်းရဲ့ကြိုးစားအားထုတ်မှုကိုအားဖြစ်စေဖို့စကားလေးတချို့မျှဝေပေးချင်ပါတယ်တဲ့အခက်အခဲတွေကမင်းကိုအားနည်းစေတာမဟုတ်ပိုပြီးခိုင်မာလာစေတဲ့ဘဝမှာကြုံလာရတဲ့စိန်ခေါ်မှုတိုင်းဟာမင်းကိုပိုကြန့်ခိုင်လာအောင်လေ့ကျင့်ပေးနေတာပါတစ်ပင်ကြီးတစ်ပင်ဟာလေပြင်းတွေနဲ့တိုက်ခတ်ခံရမှအမြစ်တွေပိုနှက်လာတယ်လို့ပဲဒါကြောင့်အခက်အခဲကိုရှောင်မသွားပဲရင်ဆိုင်ဖို့တတိရှိပါနဲ့အောင်မြင်မှုဆိုတာကြာရှုံးမှုတွေရဲ့နောက်ွယ်မှာပုံနေတတ်တဲ့တင်ရခုကြုံတွေ့နေရတဲ့အခက်အခဲတွေဟာနောက်တစ်နေ့အောင်မြင်မှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာမယ်သိပ္ပံပညာရှင်သောမတ်စ်အက်ဒီဆင်ကကျွန်တော်မကြာခဏကြာရှုံးခဲ့တယ်ဒါကြောင့်နောက်ဆုံးမှာအောင်မြင်ခဲ့တာလို့ပြောခဲ့ဘူးတယ်ဒါကြောင့်လက်မလျှော့ပါနဲ့3ခဏတာနာကျင်မှုကိုတီးခံနိုင်မယ်ဆိုရင်တသက်တာကျေနပ်မှုကိုရနိုင်မယ်အခုခံစားနေရတဲ့ပင်ပန်းမှုစိတ်တကြမှုတွေဟာယာယီပါဒီအဆင့်ကိုကျော်လိုက်နိုင်ရင်မင်းရဲ့အနာဂတ်ကပိုတောက်ပလာမယ်ခီးရှည်ကြီးတစ်ခုဟာခြေလမ်းငယ်တစ်လမ်းနဲ့စတင်ရတာပါမင်းရဲ့အိမ်မက်ကမင်းထက်ကြီးမားရင်မင်းကြုံရမယ့်စိန်ခေါ်မှုတွေလည်းကြီးမားမယ်ကမ္ဘာအောင်မြင်တဲ့လူတိုင်းလိုပါပဲသူတို့ဟာအကြီးမားဆုံးအခက်အခဲတွေကိုကျော်လွှားခဲ့ကြရတယ်စတီဗ်ဂျော့ကသူ့ကုမ္ပဏီကနေထုတ်ပယ်ခံရပေမဲ့နောက်တစ်ကြိမ်ပိုအောင်မြင်အောင်ပြန်လုပ်နိုင်ခဲ့တယ်ဒါကြောင့်မင်းရဲ့အိမ်မက်ကိုဆွတ်လွတ်မထားပါနဲ့မင်းရဲ့အတိတ်ကအားနည်းချက်တွေကိုအနာဂတ်ရဲ့အားသာချက်အဖြစ်ပြောင်းလဲနိုင်တယ်အရင်ကမင်းမအောင်မြင်ခဲ့ဘူးဆိုတာနောက်တစ်ခါပိုကြိုးစားဖို့အခွင့်အရေးပါသင်ခန်းစာယူပါပြန်ထပါအောင်မြင်မှုကိုဖန်ဆုပ်ပါ6မင်းခုလုပ်နေတာတွေကမင်းနာဂတ်ကိုတိဆောက်နေတဲ့ဒီနေ့မင်းကြိုးစားနေတဲ့အရာတိုင်းကနက်ဖြန်အတွက်အခြေခံဖြစ်နေပါတယ်စိတ်သက်မကြပါနဲ့မင်းရဲ့ကြိုးစားမှုတွေကအချီးနှီးမဖြစ်ပါဘူး9မင်းတယောက်တည်းရုန်းကန်နေရတာမဟုတ်ဘူးကမ္ဘာပေါ်မှာမင်းလိုပဲရုန်းကန်နေရသူတွေများစွာရှိပါတယ်ဒါပေမဲ့သူတို့တဲကအများစုကမနှက်ဖြန်မှာအောင်မြင်နေကြပါပြီမင်းလည်းသူတို့တဲကတယောက်ဖြစ်နိုင်တယ်ရှေ့အခက်ခဲတွေကိုရှောင်ပြေးမဲ့အစားသူတို့ကိုအောင်နိုင်အောင်လုပ်ပါစိန်ခေါ်မှုတွေကိုကြောက်တဲ့သူတွေဟာဘယ်တော့မှအောင်မြင်မှုရဲ့အရာတာကိုမသိရဘူးဒါကြောင့်မင်းရဲ့ကြောက်ရွံ့မှုကိုအပြုပြီးရှေ့ကိုဆက်လန်းပါမင်းရဲ့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲနိုင်တဲ့တခါတုန်းကမိုက်ကယ်ဂျော်ဒန်ကိုသူ့ထက်တန်းကျောင်းကဘတ်စကတ်ဘောအသင်းကနေထုတ်ပယ်ခဲ့တယ်ဒါပေမဲ့သူကဒီအရှုံးကိုအားစိုက်ပြီးကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာခဲ့တယ်ဒါကြောင့်မင်းရဲ့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲပစ်လိုက်ပါမင်းရဲ့ခီးကအဆုံးမသက်သေးဘူးဒါကစတင်ဖို့အတွက်အခွင့်အရေးတစ်ခုပဲဘလောက်ပဲအခက်အခဲတွေကြုံနေရပါစေမင်းရဲ့ဆွဲနာပဲနဲ့စူးစမ်းမှုကနောက်ဆုံးမှာအဖြေရှာမှာပါဒီနေ့မင်းရုန်းကန်နေရတဲ့အရာတွေကနက်ဖြန်မှာမင်းရဲ့အောင်မြင်မှုဇလံကိုပိုစိတ်ဝင်စားစရာကောင်းအောင်ပြောင်းလဲပေးနိုင်တယ်ဘဝဆိုတာလှပတဲ့စွန့်စားမှုတစ်ခုပါအခက်အခဲတွေကမင်းကိုရက်တမ်းဖို့မဟုတ်ပိုအားကောင်းလာဖို့ပါဒီနေ့မင်းကြုံတွေ့နေရတဲ့အရာတွေကနက်ဖြန်မင်းဖြစ်လာမဲ့သူကိုပုံသွင်းပေးနေတယ်ဆိုတဲ့စကားကိုအမြဲတမ်းရပါမင်းရဲ့ခီးကလှပဆုံးဖြစ်ပါစေရှေ့ကိုဆက်လန်းပါမင်းလုံနိုင်တယ်